အခုချိန်မှစပြီးတော့လူငယ်များအတွက် Word of Hope မှာစီစဉ်ထုတ်လွှင့်တဲ့မျှော်လင့်စရာလူငယ်ကဘာအစီအစဉ်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာမျှော်လင့်ခြင်းကင်းဝေးဝမ်းနေနေလားကဲတင်ရှင်သင်အတွေ့အကောင်းဆုံးမိတ်ဆွေသင်ခေါ်ရင်သူမဲသင်မိတ်ဆွေပဲသင်လာမဲလိုက်ခင်ပေးခဲ့ပြီလူဘဝအတွက်ခရစ်တော်တို့အသက်သခင်မှာဆွလို့ခြင်းမြေတာယေရှုခရစ်တော်ယံသူပမာမုံဘွားဝေဝေရှောင်းမလားကိုရောတတ်ဖက်တာချစ်ခြင်းမြေတာဟိုလုံးစရာကင်းဝေးစိတ်ကြဲနေလားလာပါကွယ်သခင်အနာအေးမြရိပ်မှာမောင်နေတဲ့သင်ကြီးအလင်းသေးသူပါသင်လို့ရခရီးအစိုးပို့ပေးလိမ့်မယ်ဒီနေ့နားဆင်ကြမှာကတော့နွေနွေငိမ့်အေးရဲ့ချစ်ကဘာငယ်လေးတဲကချစ်သူများကဏ္ဍဖြစ်ပါတယ်ချစ်စွာသောတောတာရှင်များရှင်လန်းချမ်းမြေ့ကြပါစေရှင်ချစ်ကဘာလေးတဲကချစ်သူများအတွက်တကိုးစွန်းအားဆိုတဲ့အကြောင်းကိုဝေမျှပါရစေသားတို့သမီးတို့ရေမင်္ဂလာပါကွယ်လူတိုင်းမှာတကိုးစွမ်းအားတွေရှိကြပါတယ်ဒါပေမဲ့အဲ့ဒီတကိုးစွမ်းအားတွေကိုနှိုးဆော်အသုံးမချတတ်ကြဘူးဒါကြောင့်တချို့လူတွေမှာအိမ်မက်ထဲလမ်းလျှောက်နေသူလိုရည်ရွယ်ချက်အားအင်မဲ့ဖြစ်နေတတ်တယ်လောကမှာအကြီးမားဆုံးစွမ်းအားဒါမှမဟုတ်အာဏာကအခြားသူတွေကိုစီမံအုပ်ချုပ်ထားနိုင်ခြင်းမဟုတ်ဘူးကြီးမားတဲ့ဓနငွေကြေးကိုပိုင်ဆိုးထားနိုင်ခြင်းလည်းမဟုတ်ဘူးကွမိမိအုံနောက်ရဲ့တွေးခေါ်ကြံစားမှုစွမ်းအားကိုပိုင်နိုင်သုံးချနိုင်ခြင်းသာဖြစ်တယ်အုံနောက်စွမ်းအားကစွမ်းအားတကတို့ထဲမှာထက်မြက်ဆုံးအင်အားကြီးဆုံးဖြစ်တယ်ဒါအပြင်အုံနောက်စွမ်းအားဟာလုံးစုံသောစွမ်းအားတို့ရဲ့မြစ်ပြားခံရဖြစ်တယ်လို့လည်းဆိုနိုင်တယ်။အုံနောက်စွမ်းအားနဲ့ပတ်သက်ပြီးထူးခြားတဲ့အချက်တစ်ခုကလူတိုင်းမှာရှိတဲ့စွမ်းအားကိုမိမိဘာသာထုတ်ယူသုံးစွဲဖို့ပဲဖြစ်တယ်။အဲ့ဒီစွမ်းအားဆိုတာရည်ရွယ်ချက်နဲ့တွဲဖက်နေတယ်။စိတ်ရဲ့အကြံစီတွေဟာဥတီရည်မှန်းချက်တစ်ခုနဲ့တွန်းတွဲတည်ရှိမှသာအကောင့်ထဲပေါ်ဆောင်မဲ့စွမ်းအားထွက်ပေါ်လာနိုင်တယ်။စွမ်းအားဆိုတာအမြင်ကျယ်မှုနဲ့လည်းတွဲဖက်နေတယ်။တီဘူးကြားဘူးပြီးသားတွေကပါလက်ခံစဉ်းစားပြီးယူသင့်သမျှကိုယူနိုင်မှသာစွမ်းအားပြည့်ဝတဲ့အုံနောက်ဖြစ်နိုင်တယ်။စွမ်းအားဆိုတာအမျှော်အမြင်ရှိမှုနဲ့တွဲဖက်နေတယ်။အတိညာအမျှော်အမြင်စဉ်းစားဆင်ခြင်မှုတို့နဲ့ထိမ့်ချုပ်ထားခြင်းမရှိတဲ့စွမ်းအားကအကျိုးပြုတဲ့စွမ်းအားမဖြစ်နိုင်ပါဘူးကွယ်။စွမ်းအားဆိုတာတာဝန်သိမှုနဲ့လည်းတွဲဖက်နေတယ်။စွမ်းအားကြီးမားလေတာဝန်သိဖို့လိုအပ်လေဖြစ်တယ်။တာဝန်မဲ့တဲ့စွမ်းအားကမကောင်းမှုနဲ့ပျက်စီးဆုံးရှုံးမှုများစီကိုသာဥတည်စေလိမ့်မယ်။တာဝန်သိစိတ်တာဝန်ယူစိတ်နဲ့တွဲဖက်ပြီးရှိတဲ့စွမ်းအားကသာကောင်းတဲ့အလုပ်တွေကိုတည်ဆောက်နိုင်ပြီးအားလုံးအတွက်လည်းအကျိုးဖြစ်ထွန်းစေနိုင်မှာဖြစ်တယ်။ဒါကြောင့်တနည်းပြောရရင်စစ်မှန်တဲ့တကိုးစွမ်းအားဆိုတာအခြားသူတွေကိုချဲ့လဲဖို့စိုးမိုးဖို့အနိုင်ကျက်ပြုဖို့သုံးဆွဲတဲ့အာဏာမဟုတ်ပါဘူးကွယ်မိမိဘဝကိုမိမိစီမံဖန်တီးနိုင်ဖို့နဲ့မိမိအပေါ်ကိုအခြားသူတွေလေးစားနာယူမှုကိုပေးတဲ့အရေးချင်းအစွမ်းတတ္တိသာဖြစ်တယ်။သားတို့သမီးတို့ရေနောက်တစ်ခုကအသိဉာဏ်ဘ ഹു တုတကလည်းစွမ်းအားဖြစ်တယ်။အသိဉာဏ်ဘ ഹു တုတရှိသူဟာ
သူတစ်ပါးတဲ့တပန်းတာတယ်ဘူးတုတအကြမ်းမြင်များလေလူတကာတဲ့စွမ်းဆောင်နိုင်လေဖြစ်တယ်ဒါပေမဲ့လူတွေကသိယုံသာသိတယ်တကယ်ယုံကြည်ထက်သန်စွာလက်တွေ့ကျင့်ကြံခြင်းတော့မရှိကြဘူးကျောင်းပညာပြီးဆုံးတဲ့နောက်မှာမိမိဘာသာစာအုပ်စာတမ်းများကိုရှာဖတ်ပြီးပညာလေ့လာစီးပူးသူရဲ့လို့မရှိသလောက်ရှားပါတယ်အမေရိကန်နိုင်ငံလိုစာဖတ်သူများတဲ့တိုင်းပြည်မျိုးမှာတောင်လူဦးရေရဲ့9%လောက်သာစာဖတ်ကြတယ်တဲ့ပညာဘူးတုတတိုးပွားစေတဲ့စာအုပ်စာတမ်းမျိုးမဖတ်ဖြစ်ကြတဲ့အဓိကအကြောင်းရင်းတစ်ရက်ကမိကိုစာအုပ်စာတမ်းဖတ်ရှုတဲ့အလုပ်နဲ့အဆက်တယ်လို့မထင်ချင်းဖြစ်တယ်စာဖတ်တဲ့အလုပ်ကိုကျောင်းမှာတုန်းကတောင်မလွှဲမရှောင်သာလို့လုပ်ရတာအခုအလုပ်တစ်ဖက်နဲ့ကြာမှကျောင်းသားလို့စာဖတ်မနေနိုင်ဘူးဆိုသူတွေကများတယ်တချို့လူတွေရဲ့စိတ်မှာလဲစာအုပ်ထဲကဘူးတုတနဲ့လက်တွေ့ဘဝကတခြားစီဖြစ်တယ်လို့ထင်မှတ်ကြတယ်တို့ကလက်တွေ့ဘဝကအသည့်တွေရပြီးပြီရရှိစေလဲဖြစ်တာမို့စာအုပ်ထဲကသင်ကြားချက်တွေကိုလိုက်နာမှတ်သားနေစရာမလိုတော့ဘူးလို့မှတ်ယူထားတတ်ကြတယ်အဲ့ဒီအယူဆကအမှားကြီးမှားပါတယ်စာအုပ်ဆိုတာအသိပညာယရနာတွေတုံမိရာယရနာတိုက်ကြီးတွေဖြစ်တယ်ရှေးခေတ်အဆက်ဆက်ကပဲလူတို့တန်မိုးထားခဲ့တဲ့အရာတွေရှိတယ်သတင်းအချက်လက်ခေတ် information age လို့ခေါ်ဝေါ်နေကြတဲ့ဒီနေ့ခေတ်ကာလမှာစာအုပ်စာတမ်းရဲ့အခန်းကဏ္ဍကပိုပြီးတောင်အရေးပါလာတယ်ဒီနေ့ခေတ်ကာလမှာသတင်းအချက်လက်တွေဤပညာဘူးတုတတွေရရှိခြင်းမရရှိခြင်းကလူတဦးတယောက်ကိုသာမကနိုင်ငံတနိုင်ငံလူမျိုးတစ်မျိုးရဲ့တိုးတက်မှုမတိုးတက်မှုကိုဆုံးဖြတ်ပေးလျက်ရှိတယ်အဲ့ဒီအချက်လက်တွေပညာဘူးတုတတွေကိုစာအုပ်တွေကသာအမြန်ဆန်ဆုံးနဲ့အတိအကျအမှန်ကန်ဆုံးရရှိနိုင်တာဖြစ်တယ်ဘူးတုတမရှာမီးဖြစ်ကြတဲ့အခြားအရေးပါတဲ့ကြောင်းရတစ်ခုကတော့ပြင်းရည်ခြင်းဖြစ်တယ်စာဖတ်ခြင်းသူသဖြင့်လေ့လာမှတ်သားဖတ်ရှုရခြင်းကအားစိုက်ထုတ်ရတဲ့အလုပ်တစ်ခုဖြစ်တော့အဲ့ဒီအလုပ်ကိုလူပြင်းတွေရှောင်ကျင်ကြတာမဆန်းပါဘူးကွယ်သားတို့သမီးတို့ရေလောကမှာဘယ်အရာမဆိုတန်ရာတန်ဖိုးပေးမှရပါတယ်ကွယ်ဘူးတုတနဲ့ညာမျောမြင်ဆိုတာမိမိကိုယ်ကိုဖွံ့ဖြိုးတိုးတက်စေလိုတဲ့စိတ်ဓာတ်နဲ့တကယ်ကြိုးစားရှာဖွေမှရနိုင်တယ်စီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ဘယ်နဲ့ပဲမှမဆိုဘူးတုတနဲ့ညာမျောမြင်ရှိသူဟာတကိုးစွမ်းအားရှိသူဖြစ်တယ်သူလုပ်ရင်အောင်မြင်မှာဖြစ်တယ်ပြောစရာတစ်ခုပဲရှိတယ်အဲ့ဒီတကိုးစွမ်းအားကိုအသုံးချဖို့ဖြစ်တယ်တချို့လူတွေမှာဘူးတုတကိုဘူးတုတတတဲပဲရှာမိတတ်ကြတယ်လက်တွေ့အသုံးချကြဘူးအဲ့ဒီလူတွေမှာသိဉာဏ်အမြင်ဘူးတုတတွေကဘာတကိုးစွမ်းအားမှမရှိသလိုဖြစ်တယ်ဒါကြောင့်အသိဉာဏ်အမြင်ကိုရည်ရွယ်ချက်တစ်ခုနဲ့တွဲဖက်ပေးမှတကိုးစွမ်းအားထွက်ပေါ်လာနိုင်တယ်ရည်ရွယ်ချက်ကောင်းတဲ့ဉာဏ်မျောမြင်ကောင်းပေါင်းစပ်မိတဲ့အခါဂုဏ်ယူပွဲကိစ္စရပ်တွေကိုအကောင့်ထဲပေါ်ပေးနိုင်မဲ့တကိုးစွမ်းအားတွေထွက်ပေါ်လာလိမ့်မယ်နောက်ပြီးစကလုံးများရဲ့တကိုးစွမ်းအားလည်းရှိတယ်စကလုံးနည်းနည်းသာရှိတဲ့အခါနည်းနည်းပဲစဉ်းစားနိုင်တယ်လူဆိုတာဝေါဟာရစကလုံးများနဲ့စဉ်းစားရတယ်ဝေါဟာရကျွဲလေးအတွေးကျွဲလေးဖြစ်တယ်နည်းနည်းပဲစဉ်းစားရင်စိတ်ကူးအကြံစီနည်းနည်းသာဖြစ်မယ်အကြံစီနည်းရင်ဆောင်ရွက်နိုင်စွမ်းနည်းမယ်တကိုးစွမ်းအားနည်းမယ်မိမိရဲ့တကိုးစွမ်းအားဓမ္မမဟုတ်လုတ်ပိုင်ခွင့်အာဏာကိုမသိတော့မမှန်ကန်တဲ့နီလန်းနဲ့သုံးဆွဲမိတဲ့အခါအများနဲ့ဆက်ဆံရမှာအစင်မပြေမှုမကြေလည်မှုတွေဖြစ်ပေါ်လာတတ်တယ်မြမဝေါဟာရကျွယ်မှုဟာပိုအရေးကြီးတယ်မြမဝေါဟာရကျွယ်ဝစေဖို့မြမအဘိဓမ္မာကိုဖတ်ရှုလေ့လာရမယ်အသိပညာဘူးတုတဟာတကိုးစွမ်းအားဖြစ်လို့ပညာဘူးတုတတိုးပွားလာအောင်လေ့လာပါစာအုပ်စာတမ်းတွေကိုဖတ်ပါကိုယ်တိုင်လေ့လာရုံနဲ့မလုံလောက်ရင်သူတို့ဘာထံမေးမြန်းပါသင်ယူပါလိုအပ်ရင်သင်တန်းတွေတက်ပါကဲဒီနေ့တော့ဒီလောက်ပဲနော်မင်းတို့ရဲ့ချစ်မေမေလူချက်တွေစင်ကြင်ပါအတွင်းစိတ်သဘောတွေ
စဉ်ထားနှလုံးသားမှာအမှန်တရားပြင်းပြတဲ့သဘောများနေကြတဲ့လူသားလူညံတဲ့စိတ်ထားတဲ့တကယ်မွေးဖွားကြောင်းယုံကြည်ခြင်းတွေခိုင်မာစွာအလေးနဲ့ထားစေရှင်သာခြင်းတွေရှင်သန်စွာတန်ရှင်းတဲ့အနမ်းများယူသားတဲ့အသိငယ်နဲ့နေတဲ့ချမ်းသာလမ်းပြတာစင်နှစ်သိမ့်မဲ့လေးတရားဝိညာဉ်တော်ရှိန်ကိုငြိမ်းစေကြတဲ့ဝိညာဉ်တော်ရှိန်ကိုငြိမ်းစေကြတဲ့ဝိညာဉ်တော်ရှိန်ကိုငြိမ်းစေကြမောင်မိုက်ကိုဆိုးသွန်းနေသမတရားလက်နဲ့တွေ့ခံယူမှုအပြေဝါနဲ့ကိုင်ဆွဲမယ်ဝိညာဉ်တော်ရှိန်ကိုမငြိမ်းစေကြတဲ့ဝိညာဉ်တော်ရှိန်ကိုမငြိမ်းစေကြတဲ့ဝိညာဉ်တော်ရှိန်ကိုမငြိမ်းစေကြတဲ့မောင်မိုက်ကိုဖုံးလွှမ်းနေသမတရားလက်နဲ့တွေ့ခံယူမှုအပြေဝါနဲ့ကြိုးလွှမ်းမယ်ခံယူချက်တွေစင်ကြင်ပါအတွင်းစိတ်သဘောတွေဟန်ဆောင်ခြင်းတွေပြင်ဆင်ထားနှလုံးသားမှာအမှန်တရားပြင်းပြတဲ့သဘောများနေကြတဲ့လူသားနူးညံ့တဲ့စိတ်ထားအသစ်တကယ်မွေးဖွားကြောင်းယုံကြည်ခြင်းတွေခိုင်မာစွာအလေးနဲ့ထားစေကျန်နာခြင်းတွေရှင်သန်စွာ